ပါဘူးလို့ခုနတူးပါအေးပဲမရှိဘူးလားအေးပဲပါဘူးလို့တူးပြီးတော့ခုနမနေ့ကတဲဝဲဆိုဖြစ်သွားပြီလားဓာတ်ပုံလေးရိုက်ထားမှာကိုကတော့ဓာတ်ပုံရိုက်ထားမှာပါဘူးလို့နှစ်ယောက်ဘယ်လေးတော့ပြန်သွားပြီလားဘယ်လေးနဲ့မဟုတ်ကောမှုဘုံကောမှုဘုံတော့ပြန်ကောမှုဘုံပုံတော့ရှိတယ်ကလားလေးပြန်သွားပြီလားဟိုပါဘူးလို့ပြန်သွားပြီလားတယ်မနေ့ကကောမှုဘုံတို့ပွဲကရဲမွန်နေပွဲလားမဟုတ်လေပါဘူးနဲ့ဟိုကနေလေဟိုဒီမှာတဲဝဲထပ်ဖြစ်သွားပြန်ပြီကြာကလေးတွေပွဲနော်ပါဘူးနဲ့ကျောင်းဆရာနဲ့ကလားလေးလာလည်းမထက်ဝင်လို့လေမမဟုတ်ကိုကတော့ကြီးဓာတ်ပုံရိုက်ထားကလားလေးကိုဒီမှာကလားလေးတယောက်ပဲကျန်တာဟုတ်တယ်နားမလဲပါလာလေရမှာပြရလားဘူးလားဟမ်ကိုရိုးကြီးကွင်းထဲမှာလည်းပလူပြောင်ထွက်သွားပြီဗျဒီပွဲကကြေးရနော်တရားဖေးတရားနေတယ်ရိုက်ထားလေကိုကမ်းပါကလားလေးကိုရိုက်ထားလိုက်လို့မားလို့ကလားလေးကကိုဝေးပြီးရင်ကလားလေးကိုပုံရိုက်ထားပြီတယ်မနေ့ကသူတို့တဲဝဲဖြစ်လို့တော့ပါအခုကြလိုက်ပါသူတို့ပြန်တော့မှမို့ဟုတ်တယ်9000ကျွန်တော်စမ်းဝင်းဘက်ကအဲ့ဒါတော့ရတယ်လေဘေးမှာကိုဝေးကြက်ကြီးဘက်ကရာသေးလားမဟုတ်ကျွန်တော်ကစမ်းဝင်းဘက်ကအကောက်တယောက်တော့ပဲဟမ်နှစ်လီပဲအခုလည်းတော့ကောင်းနေကြနှစ်လီဝဲရလားနှစ်လီဝဲပဲ3လီလောက်လိုက်ပါကိုမေ3လီရပြီပွဲရှင်းတော့ကိုမေကံပွဲပြီးရင်ကျွန်တော်ဖုံးပေးအောင်ပြီးရင်အကိုရပြီတော့3လီကိုမမဇန်ဝင်၄သိန်းကြီးသေးတယ်ကိုဘိုးကြီး3လီလား3သိန်းကြီးရတာဇန်ဝင်၄သိန်းကြီးသေးတယ်သင်္ကန်းပြောင်းပါဟုတ်တယ်ပွဲရှင်းတော့အေးလေရပြီကိုဘာမှမပြောရမှာနော်ခဏနေဟိုဘာခုနနေသေးတာလေပဲရေးဟိုညီပိုင်ပါလားခဏနေရောရပြီကိုတို့ကျွန်တော်ဖုန်းခဏပေးပါကိုရိုးလေးလိုက်ကျင်လို့ကျွန်တော်ကိုစမ်းဝင်ခဏလို့ဖုန်းပေးအောင်လို့ဘာလို့မလဲကိုမေးဆိုတဲ့ဖုန်းဘက်ကိုကျွန်တော်ပြောရတော့မှလို့ရပြီလို့အဲ့လိုကိုဘိုးကြီးကကန်တယ်လုံးမရမှာလေကျွန်တော်ကဖုန်းမှမရှိကြံကြောင်းမဟုတ်ဘူးကိုရိုးရေဘုဒ္ဓဘောင်9တီရပါပြီနော်အမှတ်မတက်သေးဘူးဟိုမှာကွင်းထဲမှာနေယူလာကိုရိုးဘယ်လိုလဲကိုရိုးတိတယ်လို့ပြောပြပါအောင်ဟိုမှာဒီတိုင်းអော်ထားတာလေးလိုက်လွတ်ထားတာပဲကိုမင်းអော်ထားတာအကျုံးဝင်တာပဲလက်အော်ပဲရှိသေးလားသူဘာမှမပြောရသေးဘူးကိုရိုးတော့အေးရဒီအလုံးလုံးလေးကိုမင်းရှာတော့ကိုရိုးအကောင့်ရှိလားဟုတ်တက်ပြပါအောင်9တီရပါပြီလို့စံဝင်းဘက်ကကြာမောကိုရိုးအဲ့ကျွန်တော်ကိုဘိုးကြီးနဲ့ပါထိုက်ပြလိုက်တယ်အကုန်လုံးစုစုပေါင်း9လီရပါပြီနော်အဲ့ကျွန်တော်ပြောလို့တာဟုတ်တယ်ဟိုကျွန်တော်ကဘာကြီးဘက်ကကိုရိုးကစမ်းဝင်းဘက်ကရပြီဟုတ်တယ်ရော့ကိုဘိုးမားနေမှဆိုလို့လုံရင်းနဲ့ကဲဒီပွဲမျိုးကတော့ကိုကြွတ်ဝင်လာတာဆိုတော့ဟုတ်ပြီလောကလေလောပါပြီရရဲဟောလို့ခဏလို့ပြောဝိကြီးတယ်ဟောကြောင်းဒီတော့ဒါပဲဒါပဲကဲအားရနေနေပါလေ
ဝမ်းလက်ဖြစ်သွားပါပြီဗျာနော်စမ်းဝင်းတို့ကတော့အမတ်ကိုဥဆောင်သွားပြီလက်ဝမ်းပါပဲဗျာနော်ဘယ်လိုလဲကဲစမ်းဝင်းဘက်ကတော့ကြီးတွေပြန်တက်လာပြီနော်ငါကောင်းမယ်ကားလေးပါဟုတ်တယ်ကိုကျက်ကတော့ဆယ်ပြီးတော့ထောင်နာတွေလည်းရဲမွန်နဲ့ကွာတယ်ဗျာဖိုင်းနိုင်ကိုထောင်နာကြီးကညတရာကြီးကဲဝိုင်းရှယ်ကြအောင်ဗျာမရှယ်တဲ့လူတွေဟိုဖေ့ဘုတ်ကင်းလေးပြောသလိုပိုင်နဲ့ကြော်ဖြစ်ပါတို့တော့ဆူတောင်းချမ်းတာအဲ့ကောင်ကဲကောင်းတယ်ဗျာနော်ကြားကြီးကတော့ဖယ်ပြီးလို့ပြောအကုန်လုံးတော့ပဲဒီမှာဘိုးကြီးနဲ့လည်းဆွဲပေးထားတယ်ကွင်းထဲမှာလည်းဆွဲပေးထားတယ်မရသေးဘူးလေတော့ဆောင်းဝဲမဲ့ဖြစ်တယ်ဘက်ကဝမ်းလည်းဖြစ်နေကိုဘိုးကြီးနဲ့သားနဲ့သုံးနေနော်ကျွန်တော်ပို့ထားလိုက်မားမှန်ဖယ်နေတော့ပုံကုန်ဝမ်းလက်ကြနော်ကောင်းလာပြီလားကွာကျူးလက်ဖြစ်သွားပြီနော်ကဲ718ပြန်ပေါက်သွားပြီကိုကျွတ်ဝင်လာတယ်နော်အဖြေကဒါအပြောင်းသွားတယ်ပြီးတော့ကိုကျွတ်ကလစ်တင်တာဟိုဟာရဲမောင်ကနေရှင်နယ်လစ်ဆိုတော့အဖိုက်လိုက်တွေမတင်တတ်ဘူးဗျဟာဆဲတာဟာကိုကျွတ်ကလည်းကဲ3လက်ဖြစ်သွားပြီဗျကိုကျွတ်ရဲ့10ချင်းနေနော်ကဲကောင်းလာပြီလားဗျာကိုကျွတ်ဝင်လာကျွန်တော်ပြောသလိုပေါ့ကိုကျွတ်ဝင်လာနဲ့အဖြေကတစ်မျိုးပြောင်းသွားမှာလို့ကျွန်တော်ထင်တဲ့အတိုင်းပါပဲခုနပြောတာမှမဟုတ်ဘူးမင်းကြည့်တာမဟုတ်ဘူးဟမ်ကိုကျွတ်ကျက်ဖင်နေရကိုကျွတ်ဆိုတော့ဒီဘက်ကစားပဲလောက်အားလည်းတိတ်မရှိတော့ဘူးပြီးတော့ကိုကျွတ်ကရဲမွန်ကဖိုင်နိုင်တိတ်မထောင်တယ်ဘူးကိုကျွတ်ကထောင်တတ်တယ်ဖိုင်နိုင်ကိုဆယ်လဲဆယ်တတ်တယ်သိလားချင်းကျော်နဲ့တယ်ကိုကျွတ်ကကဲလက်ဖိုးပါဗျာနော်ပွဲကတော့တော်တော်စီးသွားပြီကဲဘာကြီးစားပဲပေါက်မလားမပေါက်ရင်တော့ကဲဝမ်းဖိုးပါဗျာဟုတ်တယ်ညတရာကြီးညတရာငါညီပဲမြန်မာသားရေးတတ်တာကျန်တဲ့200ကျော်ကမြန်မာသားမရေးတော့ဒီတိုင်းပဲထိုင်ကြည့်နေကြတာကောင်းတာကွာကိုကျွတ်တင်တာတွေကဘယ်တော်လုတ်ကိုလိုက်တင်ပေးရတယ်ဆောင်းလို့တော့ဆောင်းလို့တော့ဆောင်းလို့ငင်းဘူးဟာဆဲတာကွာကိုကျွတ်ကဟုတ်ပါမလားကြားတော့မဟုတ်ဘူးလားကြားဟာဘာကြီးကမတ်တက်ပုတ်သွားပြီဝမ်းဖိုးဗျကဲကိုကျွဲဘက်ကတော့3,000ပြန်ပေါက်သွားပြန်ပြီနော်ကွာသွားတယ်ကျက်ဖင်ကြတော့တော်တော်တုံးမကြတာဗျာနော်အဖိုင်းနိုင်မှာဆယ်ရင်းလည်းမရထောင်ရင်းလည်းမရဒီဘွဲတွေကတဲဝဲပြန်ဖြစ်သွားနိုင်တဲ့အနေအထားရှိတယ်နော်တဲဝဲဆိုတာပိုက်9ပိတ်ရှိတော့မဟုတ်ပိုက်နေနဲ့အမြင့်နဲ့ကိုထမီပြီကဲကတ်ကြီးထမီတယ်ဗျာဟုတ်ပြီကဲကြားကြီးကဲလက်ခုပ်တီးပြီဗျာနော်ဟုတ်တယ်ကိုကျွက်ကချင်းရောနှက်တယ်ပြီးရင်ထောင်ချင်းနေလည်းနှက်တယ်ဗျရဲမောင်ကအဲ့လိုမနှက်သေးဘူးဒီအဖိုက်နိုင်မှာကောင်းလာပြီလားကွာဟုတ်တယ်နေလေးကိုကျွက်ကဆဲတယ်ကိုကျွက်ကလည်းဒီပွဲရှုံးရင်ဆိုင်ကပောင်ရမယ်နဲ့ဒီပါလေကြည့်ရအဲ့ဟိုတအားဆဲနေမိတယ်ဗျာရဲမောင်ကလည်းတော်တော်ဆဲတယ်ဗျ
ကဲဖိုက်ဝမ်းဖြစ်သွားပြီဗျဒိုလေးကတော့ဘယ်ဘက်ကလောင်လောင်ရှုံးနေရလားမသိပါဘူးကိုပင်မဘာလို့ရှောင်းကြီးနေဘာလို့ရှောင်းဝမ်းဖိုက်လားဝမ်းဖူးလားဝမ်းဖိုက်ပါဗျဟုတ်တယ်ကိုနေလေးကဲဒီဘက်ကြည့်တဲ့လူကိုကြွက်ကိုမကြည့်ကြရလို့လားမသိကြည့်တဲ့လူနဲနေပါလားရှယ်တဲ့လူနဲလို့ဖြစ်မှာဝေးပါတယ်ဗျကဲဘာကြီးစမပြောင်းသွားပြီဗျအစားရလောင်းပါလားဒီမှာထွက်နေတာကတ်ကြီးဘက်ကအမတ်တာမှာလိုက်អော်နေကြတာအမတ်တာရင်ဟိုလိုပေးမယ်ဒီလိုပေးမယ်တဲ့လိုက်អော်နေအစောကြီးတဲ့ကြိုက်တဲ့ဘက်ကနေဘယ်သူမှမနေရဘူးအမတ်တာတဲ့ချိန်ကြာမှလိုက်អော်နေကြနင်းလေအခုကျွန်တော်ပေးမယ်ကဲ16ယူမလားခေါက်ချိုးပေးမယ်ကဲခေါက်ချိုးဝမ်းဖိုက်ပါအဲ့လိုတာမလိုက်ဩရမရဘူးပြ16အမက်ကလည်းဖိုက်ဝမ်းဖြစ်နေပြီဟိုဘက်ကလည်းကိုကျွက်လည်းရှိနေတယ်ဆိုတော့စစ်ဝမ်းမှာမရဘူးနေရာပြောင်းမှရမှာ7 ဝမ်းမှာမရဘူးဘလုံးလည်းလို့ဆိုပြီးတော့ပြီးတော့လေပြောင်းတော့မယ်ကလာလိုက်တပုံရမယ်ဆိုမှန်ဟုတ်တယ်အဲ့လောက်နိုင်သွားတယ်မဟုတ်အမှန်10ရင်းနေတက်တာဗျကိုကြွက်ကလည်း10ရဲမောင်ကလည်း10အဲ့လိုဖြစ်သွားတာပြီးဆောတာကိုကျွန်တော်တို့ကနေနေဘက်ကအားပေးမှာဘာကြီးလို့စားပဲရင်းစားပဲဘာကြီးကစားပဲရင်းတော့ရင်းတယ်ဒါမလို့ဟိုဘက်မှာအနူကျက်ဖယ်မပါတော့စားဘက်ကမပေါက်ဘူးပြင်တယ်ဒိန်ကောင်းနေဟာဘတ်သွားတာလှတယ်ဗျ17မှာဟိုဘက်မှာကြက်ဖင်အလူမပါတော့ဟာဘာကြီးလာပဲပေါက်သွားပြီဟေးဘာကြီးရန်ထိုးစားပဲဗျနိုင်မဝေးရဘူးကျောင်းသားပဲလေးကြားမောင်နဲ့တလင်းနဲ့ဘာတွေဆက်နံလဲထက်စော်ဆိုတဲ့အကောင်ကြီးဟောကျောင်းသားပဲလေးကြားမောင်နဲ့ထက်တင်ဘာကိုပြောမှမသိဘူးမရှိတဲ့လူတွေလည်းတင်းခိုင်းရှိတဲ့လူတွေကိုပွဲစားကိုကြွက်ကဟုတ်ပါမလားဗျာကဲမိသွားပြီဘယ်တော့တလုံးမိသွားပြီဗျာနော်ကောင်းပါတယ်ကွာသူ7ပါပဲဟိုဘက်ကလည်းကိုကျွတ်ဆယ်ထားတာကြောက်စရာကြီးသွားပြီကဲထပ်ဆယ်ပြီဗျဘေးဟာဘာကြီးကရော့ခွာတယ်မင်းတို့တအားဆယ်ရင်နဲ့မလေးဘာကြီးဟုတ်ကလားဝေရနိုင်တို့ဘာလို့လဲဝင်မရေးနဲ့မဖြစ်နိုင်တဲ့ဟာတွေသွားမရှိတဲ့လူတွေမဆက်နဲ့ဒါပဲဝါ7-3ပါကကြီးရဲ့10ချင်းကတော်တော်လေးကိုနူထွက်သွားတာဗျနော်37ဗျအမတ်ကတော့ဘာမှပြောလို့တော့မရသေးဘူးဒါမလို့ဟိုဘက်က16တွေခေါက်ချိုးတွေပြန်ပေါက်နေပြီနော်ခုနတို့ဆိုဘေးကြီးဒီကွင်းမှမရှိတဲ့ဘေးကြီးသမားတွေကိုစောင့်ပြီးတော့စောင့်သူတို့ဟိုဒီကွင်းထဲမှာယူဖို့ပြောတာမဟုတ်နော်သူတို့အချင်းချင်းလှုပ်လို့ရအောင်ခဏလေးစောင့်ပေးပါသူတို့ကျွန်တော်တို့ကဲစားပစ်တွေကဒီကြားချင်း2ယောက်တည်းပဲဝင်နေတာဗျအမှန်ကြားကြီးကသူ့ပယ်လိုက်အောင်မထိုးတတ်ဖက်နည်းနည်းဒီဘက်စီနေတာအဲ့ဒါကိုကြောက်ကူလာနေပါတယ်
လောင်းတိုင်းရှုံးနေလို့ရမ်းနေပြီဟာဟုတ်လားဟန်ကြီးဒါသူတို့ကတော့ဥမာပေါ့တယောက်တစ်ပွဲဖြစ်သွားရင်ဖြစ်သွားမယ်လိုင်းမော်လောင်းနေတော့တချို့လူတွေဆိုနှစ်ပွဲရှုံးတယ်တချို့လူတွေနှစ်ပွဲလုံးနိုင်တယ်တချို့လူတွေကြာရင်တစ်ပွဲတစ်ပွဲသိကိုကြိုက်တဲ့ဘက်ကလောင်းရတာလေတော့ပွဲတွေကဒီပွဲတွေကအခုကမာယာလုံးဝမပါဘူးကဲထိသွားပြီဗျဖိုက်အိတ်ပါဗျအဖိုးအိတ်ပါနော်အမကလိုက်လာလို့ရတယ်ဘယ်မှစိတ်သက်မကြရနဲ့ဒါနဲ့တင်းလုံးဒါမျိုးပွဲတွေကျွန်တော်တို့များများဖြစ်ပါသေးပဲစူတောင်းနေတာကျွန်တော်တို့ပိုက်ဆိုင်လည်းမရဘူးနော်ဘေးလဲကုန်တယ်ကဲဖိုက်အိတ်ဖြစ်သွားပြီအမကတော့ကိုတိုလေးတို့ရင်ခုံးလာပြီပေါ့ငါးလောင်းပြီးတော့တပုံးထိုက်ယူလာပြီကဲစစ်အိတ်ရှိသွားပြီနော်သူမှပြောလို့မရဘူးဗျနော်ကဲစမ်းဝင်း38စစ်အိတ်ကို9လီရှိတယ်တဲ့ကာမဲ့လူတွေကာလို့ရပြီစမ်းဝင်းဘက်ကယူထားတဲ့လူတွေကာလို့ရပါပြီစမ်းဝင်းဘက်ကစစ်အိတ်ကို38 9လီတဲ့မဟုတ်အခုရှိတဲ့လူတွေကိုကျွန်တော်ခုနကတော့ပွဲဆက်သွားတယ်နော်ချက်ဖင်နေရကိုကျွတ်ဝင်မယ်ဆိုပြီးတော့အဲ့လိုဖြစ်တဲ့ရှိတဲ့လူတွေမဆက်ပဲနဲ့မင်းတို့လိုက်ထဲမှာမယ်လိုက်ပြီးတော့ရေးနေကြတယ်ငါပါလေဟိုဟာပိတ်စံနေပူရအောင်လားမရေးနဲ့ပိတ်စံရတာမဟုတ်မင်းတို့ရေးတယ်ဖြစ်နိုင်တဲ့ပွဲလေးတွေဒီမှာမနေ့ကဆိုရင်ကလေးတွေတဲဝဲရှိတယ်ကွာကလားလေးနဲ့ဟိုဟာကော်မှုပုံနဲ့ဒီဘက်ကပါဘူးနဲ့ဟိုဟာနဲ့ចောင်းဆရာဩအဲ့စစ်ပါပဲဗျဘာမှမဟုတ်တဲ့ရဲမွန်စားပဲဟိုဘက်ကပေါက်နေတယ်ဗျ၄-၅လုံးလောက်ရှိတယ်ကောင်းတယ်ဟေးထပ်မိပြီကဲမိသွားတယ်ဗျကြားမောင်းကွာဘယ်တော့မိသွားပြီနော်ကိုဘိုကြီးမှလောင်းထားတဲ့လူတွေကကက်ကြီးဘက်ကကိုရိုးစီမှလောင်းထားတဲ့လူတွေကစမ်းဝင်းဘက်ကကဲကောင်းတယ်ဗျာနော်စမ်းဝင်းရဲ့လိမ်မာပတ်နှမှုနဲ့တူတူကဲရဲမစားပဲထိုးမယ်ဘာလို့မလဲပုတ်ချင်းဗျာကက်ကြီးကိုပုတ်ချင်းထိုးသွားတာပြီးပါတီးပြီးကြားမဝေးတယ်ဗျာကြားမနော်ပိုက်ပေါ်လုံးဘရောရှောင်ပြီးတော့ဟိုကလှုပ်လိုက်တာဝေးသွားပါတယ်မှန်ဘရောထဲထည့်ပုတ်လိုက်တာဝေးသွားတယ်9စစ်ပါဗျအမကတော့3မကွာပဲမိပြီလာပြီဟာကိုကျွဲ့မိရမှာဗျအတူတူပါပဲကိုကျွဲ့နဲ့ကြက်ဖဲရလုံးဝမစဲတတ်သေးပါဘူးမိရမနဲ့ဟိုကြားပြီးရတာဒါကိုမင်းတန်းနေတယ်နောက်ကျကိုမင်းသွားတာထပ်ကုန်ပါကိုကြားဘယ်လိုမိပြီမလို့စင်ထွက်သွားတယ်နော်ကိုကျက်ကစားပဲမထိုးတတ်တာလားဩအဲ့ကြောင့်မို့နူးနေတာကိုကိုကျွတ်တို့အဲ့ကြောင့်မို့လေဝေးစင်မဖြစ်တာဟာဟုတ်ပါမလားကိုကျွတ်ရာကိုကျွတ်ပါနဲ့ချက်ကြီးอ่ะကြက်ဖင်နဲ့မိုးနဲ့မြေလောက်กว่าတယ်ဗျာကိုကျွတ်အောင်ပြည့်ရကိုကျောက်တတ်တယ်ဆိုတာသိပြီလားဘာလဲချက်ဆိုင်ဦးလေကွာမင်းတရားငါတောင်ငါဆော်ရဲတယ်ဟိုဘက်သုံးနင်းရလေဆက်တော့ရှင်းစရာအောင်ရှိတာမဟုတ်ပါဘူးအဖိုးဖိုင်ရွေးတယ်ဖိုင်တိုင်းချပြောလက်စစ်ပါချောင်းမလားမသားလို့မချက်ကြည့်လို့ပါတော့ထောင်တော့ရပါချောင်းအဲ့တော့ပြပါဘူးလေးလာနေပါဘူးပဲဖြစ်တယ်ပါဘူးပါရပြီပါရပြီအဲ့တော့သာဘူးမဟုတ်လေဒါလိုဝင်နေအဖိုင်နိုင်ချမယ်ငါနဲ့ကြားကြီးနဲ့ဟောငါနဲ့ကြားကြီးပါဘူးတက်လန်မှာပါတာလေလက်စစ်ဗျကောင်းတယ်ဗျရဲမော်ကလည်းဒီပွဲကြမှာစားပစ်တွေတော်တော်ကောင်းတာ1စစ်ပါဗျနော်ဝေးအောင်ထိုးတဲ့နေရာမှာရဲမွန်လောက်တကယ်တိကျတာမရှိပါဘူးနော်
စစ်ဝမ်းမှာကကြီးကုံစားပဲလာပြီဟာကိုကျွက်ကအသားလေးဖမ်းတာမဖမ်းဆယ်ချင်းတွေတော်တော်ကွာသွားတာဗျာနော် ဒါမစဲဘူးပဲတော့ဦးလေးပြောတယ်သိမ်းမိုင်းတော့ပြေကောက်လို့ပေါ့နော်ဦးရင်းပါပဲဦးသိမ်းရိုင်းဘောဒါကဖို့ပြတာဆောက်ရပြီဟောမရနော်ဟောရရုံတော့အောက်လိုက်တော်တယ် စစ်ဝမ်းမှာ နေရဆုံးဆုံး ဘာကြီးစားဘက်ကခုနကြက်ဖင်နေတော့အလုံးလုံးတယ်အခုဒီပွဲမှာဘာကြီးစားဘက်ကအလုံးမလုံးတော့ကဲမီအမလေး7 ဝမ်းမှာရဲမွန်ရဲ့ညံပြင်းမှုကတော့တကယ်ကမ္ဘာအဆင့်1လို့တော့ပြောလို့ရတယ်နော်ရဲမွန်ရဲ့ညံပြင်းမှုကတော့ ရဲမချုံးမရဘူးလေ7 ဝမ်းပါဗျနောက်ပွဲကြရင်ကိုဘိုကြီးဆောင်ကျွန်တော်ဆောင်ရဲမော့ချီခွင်ကပ်ဘလူးချီခွင်ဆက်တာပါချီခွင်လေအောက်ပိုင်းလားဘယ်လိုလဲကိုဘိုကြီးဘွတ်ပါအောက်ပိုင်းโอเคနားတော့ပြီးဟိုသူကစာပေချင်းလာဆက်ပြီးမနေ့တနေ့ကဟိုလုံခဲ့တဲ့ဟိုနားလောက်မှာကြိုဆက်တဲ့ပွဲစီးကနေလာပြောတယ်ကဲခေါင်းနဲ့ဘတော်မိသွားတယ်ဗျဘယ်လိုလဲလို့ကြိုက်ရင်ကျွန်တော်ဆော့မှာရဲမုံပြောဆော့တော့တော်ပြီမဆော့ရင်လည်းရတယ်ကျွန်တော်တို့လည်းမဆော့ရဘူးအဲ့ဒါကိုကျွန်တော်အဆော့ကဘာမှလုပ်လို့မရဘူးဟဲ့ဝိုင်းလိုက်ရောခေါင်းတိုက်တာချင်းကြတော့ကွာတယ်7 တွဲပါဗျဟုတ်ကဲ့ခိုင်းနေလားရာယူပါမိပြီဟာကကြီးဘလို့ဆယ်သွားလဲနာရာအေးကျွဲပါဗျနော်ကကြီးဆယ်တာအငင်းပွားစရာတော့ရှိတယ်ဗျမြေကြီးထောက်ပြီးတော့ဆယ်တာလားတော့ချီဝင်မကြပါခြေတော့ပေါ်ကြပါဆယ်တာမဟုတ်ကိုချက်ကဒီအဖိုက်နိုင်တွေမှာလစ်ထောင်တာတွေကြတော့ကဲနိုင်ခွဲပါပဲဗျနော်အမတ်ကတော့လိုက်လာပြီဗျဘိုးကြီးတို့မစော်ဘူးအဲ့ဒါကိုမင်းအောက်ပိုင်းရဲမွန်ဆုံးကိုဘိုးကြီးအောက်ပိုင်းကိုဘိုးကြီးအောက်ပိုင်းကက်ကြီးစုံမြလာချက်ပြန်ကမ္မတီဘာကြီးလဲတို့ကမ္မတီဘာလဲလို့လဲခမမတီးတာဟုတ်မရဘူးလေကမ္မတီပဲနဲ့ကိုဟိုဘက်ကတော့ချင်းဝင်နေဟာပြောတာဘိုးကြီးဟုတ်ဘူးကွာဘာလဲလို့ तू ကလေးလိုက်လို့ဘာလဲလို့ဟာကမ္မတီပဲနဲ့ချင်းဟိုဘက်ဘလို့ဝင်ထိပြီးတော့ထွက်သွားတယ်ထိမဟုတ်ထိတာတော့ထိတယ်ထိသွားတယ်ဘယ်ဘက်မှာလိုက်တာမဟုတ်ထိတယ်သူနဲ့ထိလို့ဟိုဘက်ရောက်သွားတယ်ဒီဘက်ဆန်းတော့ပဲသူနဲ့ထိလို့ဟိုဘက်ရောက်တာဟောချင်းလို့တော့ရှိပြဝင်တော့ဟိုဘက်တော့တာဟုတ်ပြီဘယ်ဘက်ကထောင်တာလဲဟမ်ရတာချင်းလို့တော့ရှိတော့ရဲပဲကြီးရတယ်ချင်းလို့မကြုံဟုတ်တယ်ရကန်ကြီးမရဘာမှတော့မသိလိုက်ဘူးဒီပါရမေဘောရလေလေဘယ်လိုပြောတော့ချင်းတော့ဒီဘက်ကထောင်တယ်ရမှာဘယ်ဘက်ကထောင်တာဘယ်ဘက်ကထောင်တာလို့ရိုက်တာလေဒီဘက်ကရအောင်ဘယ်ဘက်ကထောင်တာဘက်ကထောင်တာဘာထောင်တာအဲ့လိုထောင်နေတာမင်းဆောင်းရအောင်ဟာချင်းတော့ဘုန်းစရာကြီးအဲ့မဖြစ်ပြီလားဟုတ်ပြီကျွန်တော်နေတော့ဘာထောင်းနေမှန်တယ်ဒါမဲ့ရမကြောက်ဆံမသူ့ကိုပေါ်လိုက်တယ်ဟိုကသူ့ကိုဝင်ပေါ်လိုက်ဘယ်နဲ့ကျွန်တော်ပြောတာဖြစ်လို့ကျွန်တော်တဲ့တာမဟုတ်ဘယ်လိုဖြစ်လဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပေါ်လိုက်ပေါ်လိုက်ဟုတ်ကဲ့ဗျာနော်မလို့ဘာလို့ဒီပိုင်းအောင်ကြာကြတယ်ဟုတ်တယ်ဟုတ်တယ်အဝေးရောက်တာပူကြီးပါရည်လားဘာရည်ကြီးလဲပူကြီးဘော်ဒီဘာရည်ကြီးတယ်ဘော်ဒီအားမမဆိုင်တာ reset တယ်အေးလေအဖိုင်နိုင်ပါဟမ်အာဒီပြီးပါလို့မထီဘူးလားဟုတ်လားမထီလည်းမထီဘူးပိုက်လည်းမကြုံဘူး
အဲ့တော့မကြိုးပါဘူးဘိုးကြီးရော ဒိုင်ကဟိုဟာကကြီးတို့ဘက်ကိုပေးသွားတယ် ဒါ ကဲကောင်းပါလေဗျာ ဒါဘာမှ ဟုတ်ကဲ့ဒါသမားလေးလည်းကြည်နေတယ်နော်အမမတီးဘူးလို့ပြောတယ်နော် အဲ့ဒီပဲ တောင်းရလူဘက်သူပြန်ပုတ်သွားတယ် နာ ကောင်းလိုက်တာကွာကိုကြွက်ကတင်ချင်းကတကယ်စိုးကိုကထိတယ်တဲ့အဲကျွန်တော်လည်းမသိဘူးဗျာနော်ထိလားမထိလားကျွန်တော်လည်းဟိုမှာအာယုံဆိုင်နေရတာကဲတွဲနိုင်ပြပါပြီဗျာနော် အဖိုင်းလေးမျိုးလုံးတင်ပါ ကောင်းတာကွာကြားမောင်ဟုတ်တယ်ဟိုဘက်ကလည်းကကြီးတို့ပြောတာမထီဘူးလို့ပြောတယ်စမ်းဝဲကသူ့ဘက်သူမှန်သွားတာတဲ့အကောင်လုံးကြားမောင်ကလည်းမထီဘူးလို့ပြောတယ်ဗျာကြားမောင်တော့တိတ်မငင်းမလိမ့်တတ်ဘူးဒီကလေးတွေကနော်ဒါအကောင်လုံးနှစ်ဦးသဘောတူဖြစ်သွားပြီဆိုတော့ဒါဒီမှပဲနော်တချို့ဘေးကြီးလောင်းတဲ့လူတွေညှက်ပတ်ပြီးတော့ဒီပွဲငါတို့ကဘေးကြီးမရအောင်မန်လေးပွဲတစ်ပွဲတော့ဖိုးကချင်းတို့ခံလိုက်ရတယ်လို့ကြားတယ်ဗျအဲ့လိုဘေးကြီးလောင်းတဲ့လူတွေကကျွန်တော်တို့လွမ်းမလွမ်းတယ်ကွင်းရလည်းဆုံးဖြတ်ပြီးအရှုံးဆိုပြီးတော့အဲ့ဒါကိုမရဘူးဗာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အဲ့လိုညင်းတဲ့ဘေးကြီးလောင်းတဲ့လူတွေကြတော့နိုင်တွဲမခိုင်ကြီးဟိုမှာတားညင် ဟုတ်တယ်တော်တော်များများတော့ကြားမောင်တို့လည်းမထီဘူးစမ်းဝင်းကသူ့ဘက်သူပြန်ထုတ်သွားတယ်ဆိုတော့ကဲဘာကြီးရဲ့ပါနမှုနဲ့တူနိုင်တွဲပါပဲဗျာနော် မင်းကဒီသွားတာ ကောင်းတယ်ကိုကျွတ်ကိုမပေါက်ဘူးတော်တယ်ကောင်းတာကွာကိုကျွတ်ထောင်ခြင်းအောင်ကြံလဲသူကဖိုက်တာအကြိုက်ဗျအဲကြောင့်မလဲကိုကျွတ်တို့ကတဘာတွေဝါတွေရှိတယ်ဆိုတော့ရဲမွန်းတို့ဆိုအဲ့လိုမထောင်တတ်ဘူးနော်ဟုတ်တယ်ဘာကြီးရေကောင်းတယ်ဗျာကဲဆယ်တော့ဆယ်ဟာကိုကျွတ်ကံမီဟာကောင်းတော့ပါလေဗျာကိုကျွတ်ရဲ့ကြိုးစားမှုနဲ့တူဟုတ်နိုင်ကိုရောက်သွားပါ ဟုတ်ပဲဟုတ်ကောင်းပါလေကိုကျွတ် ကျွန်တော်နေရကတော့ဒီအဆေးတွေအားလားဟုတ်ကဲ့အော်ဒါအဆေးညာမန္တလေးကျတော့ နိုင်ဟုတ်ပါလေဗျာနော်ဒီလိုကစားသမားကောင်းတွေရှိတာရှုံးနိုင်တာကျွန်တော်တို့မပြောပါဘူးဒါမျိုးပွဲကောင်းလေးတွေကြည့်ရတော့ပရိသတ်တွေလည်းဟိုဟာလောက်ကြတယ်ဘေးကြီးလောက်တဲ့လူတွေဟာကိုကျွက်ကဟုတ်ပါမလားကွာဟာကိုကျွက်ကဟုတ်ပါမလားလို့ တကယ်ကြည့်လား ဟာပြောပြတာဘယ်ချက်လို့ဆိုရင်အဲ့ဒီက3သိန်းလောက်စိုက်ရတယ်ဒါမဖြစ်တဲ့နာကိုပြောတာဒါညစ်တယ်လို့ခေါ်တယ်ဘေးလောင်းတဲ့လူကအကုန်လုံးဘေးကြီးတွေရောဘေးအကွင်းထဲမှာဘေးကြီးလောင်းတဲ့လူတွေကစားကျွတ်ခဲ့ရကြ ဟောကိုကျွဲကောင်းလိုက်တာတဲ့မက်ခိုင်ကဒုတိယမေက မခိုင်ပြောတယ်ကောင်းတယ်တဲ့ကိုကျွတ်ဟိုးဟေးကြားတယ်ကြားကိုကျွတ်မခိုင်ပြောတယ်ကောင်းတယ်တဲ့ရ ကောင်းတာကွာစားဘက်ကလည်းတာတော့ထိုးရဲကွာကဲရဲမွန်ထက်မိပြီရဲမွန်ဘယ်လိုတင်းမလဲကဲ point 9ဖြစ်သွားပါပြီဗျဟုတ်တယ်ကိုကျွတ်အဲရဲမွန်တင်ဒီဘွဲကိုလေကိုကျွတ်ကိုပေးတယ်ရဲမွန်လက်ပဲတင်ပေးရမယ်ဆိုရင်ဒီဘက်ကစော်ရဲမှာမဟုတ်တော့ရဲမွန်ကအဖိုင်းလိုက်ကိုဟိုကမလုပ်ရဲဘူးဗျမတင်ရဲဘူးဝေးပါတယ်ဗျနော်ဒါကိုကျွတ်ပါနော်သူကအပိုင်ကျွန်တော်ပြောရင်တော့ကိုကျွတ်ကပိုင်မဝင်တာလို့ချင်းဝင်နေဟုတ်စံဝင်မင်းတို့ဒုတိယအမေရအောင်စကန်အမေရပြောနေတာကောင်းလိုက်တာဟိုဟာစံဝင်ကိုကျွတ်တယ်ကစားကြတော့ဒါချစ်ကြီးကစားတာ ဟာစိန်ခေါ်လိုက်တာနင်းကလည်းငါသိတယ်ကိုယ်ရှိတယ်အာမနဝက
မနေရချင်း ကဲကက်ကြီးစားပဲပြန်လာနိုင်မလားရှိမယ်ဗျမပြန်လာနိုင်ပါဘူးဗျ နိုင်ဆက်လေ ကဲဒီစာပေဝင်အမှတ်ရပြီပါဒီမောင်လေးကြည့်နေပါစာပေသွား ဝေးတယ်ဗျရဲမစားပဲကလည်းနော် နိုင်ဝေးရှောင်းရပိုက်ကို ဘရောကတော့မမိဘူးဗျစမ်းဝင်းကိုနော်ကြက်ဖင်ပြန်ထည့်လိုက်ပါကုမင်းနဲ့ရဲမုံပြန်စော့မယ်နဲ့တူတယ်ကြက်ဖင်နဲ့ အဲ့ဒီပဲ ကဲစားပဲ3လုံးစက်တိုက်တည်သွားပြီဗျရဲမုံစားပဲကဒါဟိုဘက်ကအခွင့်အရေးရတယ်လို့ပဲပြောရမယ်ပုံစံမျိုးဖြစ်နေပြီနော် ဆိုင်မယ်ဟိုဒီဘက်ဆက်ထွက်ခဲ့ခေါ်ဟာ တေးတယ်ဗျကက်ကြီးချုပ်လေ မလာဘူး အေးအဝေထိုးဝင်နေတာလို့အဝေထိုးနေတာမဝင်တာဟာသူတို့ဘက်ခေါက်ရောက် ဟမ်အေး စားပဲ4လုံးမြောက်တည်သွားပါပြီ14မှတ်ရောက်မှပေါ့တာလေးလည်းပါတယ် ဘာလာပြီလာပြီသာဘူးကိုလေးအာမင်းဖုန်းပြီ ကက်ကြီးကိုမှန်သွားပြီဗျ ယူထားတာမနိုင်တော့ဘူး ကက်ကြီးကိုမှန်သွားတော့သူမိမစမ်းဝင်းကိုစိတ်ထဲကနေချိန်ဆဲနေပါတယ် ဟုတ်တယ်ချလို့ဒီတော့ ဘွဲကမဆက်တော့တော့ဘူးနောက်ဘွဲမဖြစ်မရှိဖို့များတယ်ဗျဒီဘွဲပြီးရင်သူတို့ဘယ်လိုပြန်ဆက်ကြအောင်မလဲတော့မသိဘူးကစားသမားတွေကတော့မမောသေးဘူးကောင်းလာပြီလားကွာခြေဝင်ထိန်းတာကြီးဟုတ်တယ်မလိုက်သားလေး နည်းနည်းထိုးရတော့ ကိုကျောက်ကခြေဝင်ထိန်းတာတော့တော်တော်ဆရာကြတယ်ဗျ လာ ကဲရဲမောင်ကမိရမယ်လုံးမမိပဲနဲ့ မဆဲတတ်တာ သူကကြက်ဖင်နဲ့အပေါင်းများပြီးတော့လုံးဝဆယ်ချင်းလည်းမတက်စားပဲလည်းဝင်အောင်မထိုးနိုင်အဲ့လိုဖြစ်နေတယ်အဓိကတော့မော်လမြိုင်သားကြက်ဖင်နဲ့ပေါင်းလို့ပါကဲလက်ပွိုင်မှာ ကိုလည်းတခြားထိုးပါချိုးဟောမပေါက်ဘူး အဲ့ဒီပဲ စားဘက်ကသေးပြန်ပြီဗျပွိုင်လက်ဗျ မပြောလိုက်လေပြောလိုက်လေ မပေါ့ကြနဲ့ဘယ်သူမှမပေါ့ပါဘူးနော်ဟာကိုကျွတ်ချုပ်ထိုးပြီကိုကျွတ်ချုပ်ထိုးထိုးပြီတဲ့ကိုကျွတ်ချုပ်ထိုးပြီနိုးပါ လာဟာ ကဲဂျူးစင်းလိုက်ကွာဂျူးစင်းကြေးတွေဟိုကလုံးမှာဟုတ်ပြန်ပြီဟိမောင်မောင်ကြီးအဲ့မှန်သူများတွေဝင်ကြည့်နေမကောင်းငါ့ကိုပုံမောင်းလောက်နေကြတာ ဟုတ်တယ်အားရကြီးအမိုးနေလို့မြင်တယ်ဟမ် ဒီဘက်ကလည်းပြည့်တယ်နော်သွားပြောလို့မရဘူးဒီဘက်ကကိုကျွတ်ပါလာတဲ့အတွက်အဖိုင်နိုင်မှပြည့်တယ် ပြီးတာပေါ့ဒီဘက်ကလည်းပြီးဒီဘက်ကလည်းပြီးကြည့်ကောင်းရရောရကောင်းခက် ကောင်းတယ်ကွာဘာကြီးရဲ့တပါးတွေဝါတွေနဲ့ရတယ် တပါပဲ ဒီနေ့ငါတယောက်တည်းပဲမပြောတာကွာကြံတဲ့လူတွေကတရေကြီးပဲငါတယောက်တည်းပဲမပြောတော့တာ ဆောင်းကြီးကွဲပါ လိုင်းဘောကမပေးတာကျွန်တော်တို့ညာဘေးရေးသမားချင်းချင်းမပေးတာကြဘာလို့တင်လဲပုံတင်တဲ့နဲ့ကိုကြီးငါလည်းမပေးနိုင်ဖြစ်နေကွာကောင်းလာပြီလားကွာ ဘာလို့သွားတော့ခလဲတော့ကန်ပြီလား လိုင်းဘောကမပေးတာမဟုတ်ဘူးပိတ်သမန်တဲ့လူတွေပဲကိုယ်ကိုညစ်ပြီးတော့မပေးတာအဲကိုကချင်အောင်လားကဲခနဲ့ထိုးတာဗျကဲကိုကျွဲရဲ့ပြီးသွားပါပြီဗျာ တက်တူကြည့်လိုက်နားဝတ်ထိုးလာတာဘယ်ပါ ဒါ များပါ စတိကာတွေဗျာ ဒီကတယ်
တို့ကိုကျွဲဆက်ရင်တတိထားလို့ तू ကပိုင်မဝင်တာကိုကျွက်က ဟုတ်ပါဘူးတော့ချင်းမခက်တာကြာလို့ချင်းကစားချင်းလို့ အကဲဒီတိုင်းကို6ပိနေဆော့မယ် 6ပင်လား မေးလိုက် ဖိုက်တာမေးကြည့်ဖိုက်တာ ဟာမေးလိုက်ဖိုက်တာမေးလိုက်ဟာ6ပိနေဆိုချပါရ6ပိဝဲ6ပိဝဲ ငါပဲရဲမွန်နေကောင်နဲ့ကျွန်တော်ကကြပါလာကြမှာနော် ဘယ်သူနဲ့လဲ ငါပဲချောင်းလက်ပညာခုမို့ မနေ့ဖန်ကြရ ဒီကမြန်စား သူတို့ဘယ်ချမလဲပိုင်းနေရမင်း ဩသူတို့เนี่ยကိုလည်းကြုံလို့ကန် ကိုကျွတ်နေအောင်ရစမ်းဝဲ5ပိ6တယ်တူတူတဲ့ပါသားဘာကြီးနဲ့ကတ်ကြီးနဲ့မင်းစမ်းဝဲယူမင်းအမိုးလေးကိုကျွတ်ယူရဲမွန်ယူရတယ်မစိုးလေကွာမင်းတို့လည်းစားပြီးရှိနေတယ်ရုပ်ဆိုလို့မကြိုက်ဘူး တော့ကိုကြောက်မရှိဘူးဒါတော့ကိုကြောက်ဖြစ်နေမှာဆောက်နေကိုကြောက်ဖြစ်နေချင်းမှုရဆောက်နေအဲ့ဒီကနာတော့ပါစားဆိုရင် ပါသားဆိုရင်ပိုက်ကောင် ငါပဲချောင်းနော်အဲ့ဒီငါပဲချောင်းဆိုရင်ဆောက်ပြီးမယ်လို့ဆောက်တော့ဆောက်တယ် ကဲဘာကြီးတူတူတော့မစော်ရဲဦးတဲ့33ဆိုရင်ဟိုဟာပါသားဆိုရင်စော့ပြီမယ်တဲ့33ပါသား5ပိ6နဲ့ဟိုဟာကျွတ်မယူတော့ဘူးကြက်ဖက်နေပဲ ကိုကြောက်ဖြစ်နေမှာဆောက်ပြီးမယ်အခုလို့ဆောက်ကြည့်တော့ ဟုတ်တယ်စော့ရင်လည်း နိုင်တာလည်းမင်းတို့ဘယ်လိုလုံးပြီးတော့နိုင်တာတော့ဟုတ်သား မဟုတ်အဖိုင်းနိုင်ဆိုရင်တော့မင်းကြိုက်လာရ5ပိ6အဖိုင်းနိုင်ဆိုရင် ရတယ်ငါပဲချောင်းဖိုင်ဆောက်ပြီးမယ်တောက်ဆောက်တော့ဆောက်တာငါပဲချောင်းတဲ့ဆောက်တာ 5ပိ6ကလည်းမစိုးပါဘူးကပါစားမဟုတ်လေကိုစားပဲဟိုဟာစားပဲတိုင်အားရှိရဟောဘာကြီးစားပဲရှိနေမှာကြက်ဖက်နေလေကွာမင်းကကြက်ဖက်နေရမင်းတို့မစော်ရဲဘူးဆိုတော့ ကိုရအောက်ကနေဖိုင်နေမလို့လေ အဖိုင်းနိုင်စော့မလားကဲ ဆောက်လေးနေရ ကြက်ဖင်နဲ့လေ ကျွန်တော်စားပေးလို့စားပေး မှန်နဲ့ပိုင်း9ပေ6 9ပေ6ရှုံလို့သူတို့က9ပေ6အဖိုင်းနိုင်ချတာ အားပြောကျွန်တော်ပါဝင်သူပြီးပြီးကန်လားပုံပြီးတော့ကန် သဘောအဲ့ဒါ ဘာပြောလဲလက်ချိုက်လို့ပါအားနေလက်လွတ်ရ အဲ့မှာကကြီးအဲ့ပြိတ္တတွေကိုအဲ့လိုဖင်လံပြတယ်တဲ့အဲ့ ပါလဲချင်းမပြီးတဲ့ပတ်တယ်တနာတော့ရှိတယ်ပတ်တနာတော့လွတ်နေပါဟိုကတလင်းတော့မှာဟိုကချင်တယ် လောမင်းဖင်လံပြကြရ ချင်းမပြီးတဲ့တော့ရှော့ ဖင်လံပြငါလုံးမကကြီးရှားရရုံးလက်ကားဖြစ်သွားတယ်နင်းနေတော့နိုင်မှာပါ တနိုင်ငံလုံးကြည့်ခေါင်းနေတာကွာတွေ့ကြတာအားဆယ်တွေ့ကြ အေးကဘာလဲရွေးတိုက်တာလား ဟုတ်ခရပဲရှိတော့နည်းနည်းပဲရှိတော့တယ်တော့တတိယတော့ကွာအားဆယ်အဲ တော့ချင်းမခက်ကြာပြီကို စားဝင်းနေရမှာအဲ့ဘက်ကနေတော့ခက်ပါဘူးကောင်းရှောင်းလိုက်ချင်ပါတော့ကြားရနောက်ကြပတ်သိမော်လမြိုင်မှာကြည့်တာပါနော်မပိုင်ရင်ကွင်းထဲမဝင်တဲ့ကိုကျွတ်ပါပိုင်မှကွင်းထဲဝင်တယ် ဒါတော့ညီနေတဲ့ဒါချွေးထွက်ပဲကစားတာ ချွေးတော့မထွက်ဘူး ချွေးထွက်တာကော ချွေးထွက်တာဟောကကြီးပင်လံပြပေးပါအောင်နဲ့နောက်တစ်ခေါက်ကြည့်ရင်လို့ပါတဲ့အဲ့မှာတော့လံပြလိုက်ကျွန်တော်ပြင်လာပြမှာကျွန်တော်ဘောင်းမီမှာဖြစ်လို့ကျွန်တော်ဆွဲကြလိုက်တာ ဖေးတာဗျာ ဘာလဲတစ်ချိန်မလွင့် ဟုတ်တယ်ဒီပြလာဆောင်းရဘူးဘလို့နိုင်လာတဲ့ပူလေးလေဆောင်းပြီးနိုင်သွားပြီပါကြီးတော့တယ်ဖေးတောက်ဝဲပေး ဒီပြီးသွားရင်သူ့ချပေးလိုက်ပြီဒီပြီးသွားပြက်ပြီးရဒီချကိုမြတ်ချင်းလိုက်ကိုသွားကောင်းတော့သူကပေးလိုက်ပြီကိုမြတ်မချင်းဘူး မဟုတ်ဒါသူမြတ်ပေးရမှာ မဆန်းကိုမင်းတို့ကမဟုတ်3000ကြာလိုက်မယ်ကိုမင်းသိန်းကျက်နော်ကိုမင်းနော်ကိုမင်း3000ကြာလိုက်မယ်သိန်းကျက်မှာပေါ့ ပြီးရင်အဲ့အရာတွေအကုန်ရှင်းပေးမယ်လို့ဒါသူမြတ်မှာကျင်းနေမလို့လဲဆက် ဩ ဒါပဲလားပပလေးပုတ်လာဘာလေးဘာလေးရဲ့အားချောက်ပဲနော်ကိုကြမ်းမေ ဆောင်းဝဲကပထမပွဲလဲယူတယ်ဗျဒုတိယပွဲလဲယူတယ်သူကတော့ရဲတယ်ကွာဟုတ်ဥရောပတ်ဆန်ကိုယူရနော်
နေ့မှပွဲတွေအများကြီးဖြစ်အောင်ပါပါပုနဲ့ကော်မှုပွန်နဲ့ပါပုကော်မှုပွန်တို့ရှုံးထားတဲ့ပွဲကိုတင်းပွဲပြန်ချမှာကြီးကောင်းပါနဲ့ ဝေးတော့မလားဝတ်တော့ မင်းတို့ကိုကျွက်ကိုထင်သေးတာဟိုဘာကြီးကကိုကျွက်ကိုအထင်ပြီးတော့ချလိုက်တာ ဟုတ်တယ်ဟောသင်ရမရှိတော့အဲ့ဒါပေါ့တော့ရဟုတ်လားဒီလုံးမှလားငါရှုံးတာလေ တောင်းနဲ့မဖြစ်လို့ရှုံးလို့ မဟုတ်အဲ့တောင်းဆိုမင်းဟိုတွေကငါပြန်တော့မှ9000ပြန်တော့မှ 9000ခင်ဗျ9000ရအဲ့ဒါတောင်းမဖြစ်လို့ခင်ဗျ 50သိန်းရှုံးတာကြတော့မင်းပြန်ပေးမလား အခုကကျွန်တော်ကျွေးမေးတော့လား အမှန်နဲ့လေရတယ်အဲ့ဟိုတွေကငါးတွေကိုလွှဲပြီးသွားပြီမင်းအဲ့ဟိုဟာ9သိန်းက9သိန်းဆိုတော့ ကျွန်တော်လည်းမရှိမှပြောတာ ငါတဲ့ကိုငါ KB တဲ့ကိုလွှဲပြီးသွားပြီအဲ့ဆိုငါ2000လုံးမှမင်းသဘော ကိုမင်းကကျွန်တော်ခုအကျွေးရတယ်ကျွန်တော်တောင်းယူတာ မှန်တယ်လေ ဟောမေးတော့ ဘယ်ရလဲမနိုင်မနိုင်တာ ကိုမင်းကျွန်တော်ကျွေးမေးတော့လား မျက်နှာကြီးတီးနေမပြောနဲ့မင်းကဘာအကျွေးရှိလို့လဲငါရတယ်အဲ့ဆိုရတယ်နော်ငါ2000လုံးလိုက်ပါ ခင်ဗျကျွေးမရှိဘူးလား ဘယ်အကျွေးလဲ မှတ်မိတော့လားကျွေး ဟမ်ဘယ်အကျွေးလဲ မှတ်မိ မ တော့ ဟုတ်ပြောငါအတိတ်မိယောဂတွေခဏခဏဖြစ်နေလို့ ခင်ဗျပြစင်းကနေတသိန်းကျော်ရမှာခင်ဗျကိုကြီးမပေးဘူး အဲ့ဒါငါမင်းကိုပေးပြီးသွားပြီလေကွာ ဆုတောင်းလိုက်ခင်ဗျတောင်းတော့ဆောက် ဟောအေးအိမ်မက်ထဲမှာပေးလိုက်တာမင်းညငါမင်းကိုပေးလိုက်ပြီဆိုပြီးတော့ကဲဘာကြီးငါးဘက်ချောက်ကိုအဖိုင်းလိုက်လဲရတယ်ပါစားလဲရတယ်တဲ့ဒီပွဲကို နေ့ရက်စောက်ပေးမယ်လို့ ကျက်ဖင်နဲ့ပဲ ကျက်နေနေသူကကြားတယ်မျိုးနေ မဟုတ်လေစောလို့ရပါလေကွာ အခုပါတော့နေ့ရက်စောက်ပေးမယ် ဟုတ်တယ်လေကိုမင်းပါနေအောင်ရတော့ အားပြချင်ခင်ဗျတော့ချာတော့ဆက်နေဆိုမှာတော့ ဆောင်းဝင်မင်းကိုကျွတ်နေစောလို့မရဘူးလားငါးဘက်ချောက်ကို ကျက်တော့မရတပည့်တော့ဆိုမင်းတို့နေရော တူတူလေကွာ လက်ခံမယ်မုန်းကြော ကြောက်သုံးပဲကြိုက်တယ်တူတူမကြိုက်ဘူး ကျွန်တော်တားပါလေဗျာ မင်းတိုက်ရမှာမဟုတ် ကိုကပ်ကြီးဖြစ်နေကိုကပ်မှုဖြစ်တော့ကိုကပ်မှုနဲ့ပါတခြားပြောင်းဆောင်ရ ကဘလူးနီကမင်းတရားဘိုးကြီးယူလိုက် စာမေးထိုးကကျက်လို့ ကဲ ကျက်လို့ တော့ကြပါတော့ကျွန်တော်ကြော်ပြမလို့တော့ပါတော့ချာငါမချောတယ်တားဖို့ချောတယ် ဘယ်မှာဟောတာဆိုရင်လေသူစောတာမလို့ ကျွန်တော်သားမပြောတော့တော့တော့ သူစောစာမေးပိတ်ဆိုတော့ဘယ်လိုကျိုင်းနေပွဲဘူး ငါပဲတက်ပေးပါလေကျွန်တော်မတက်ဘူးမင်းသားငါတက်ပဲတောင်းရမင်းသားငါတက်လေအဲ့ဒါစားပြီးတော့ပြေးလို့မရဘူးလားကြီး မင်းကကိုကျွတ်ရသူရချပါအဲ့ဒါ စာမေးနိုင်ဦးကိုကျွန်တော်စာမေးနိုင် ငါပဲနေလိရှာရောငါပဲနေလိ ငါးဘိနေတယ်ကဲမင်းတို့ကြိုက်တယ်ငါးဘိနေ ငါပဲနေရှာ ငါစာမေးကြောက်တော့ ငါပဲငါတက်မှာကျွန်တော်မတက်ဘူးမင်းသားငါတက်တယ်မှာ တော့တက်လေတော့မကြောက်တက်ချင်မကြောက်တက်ချင်ကပြောလို့ဘယ်လိုတက်တာအရှင်မဟုတ် စားပြီးမင်းတို့ဘလို့ပေါ့ ဘူးဘယ်လိုတက်လဲဟုတ်ဟေးတော့ဘာတော်မှာလား တော့ ပန်းဘယ်လောက်ယူမယ် တော့ပဲ ဟာလေဟာလေ ဘာကလာမင်းကြောက်မကြအောင်လား အဲ့တော့အုပ်ဖို့အဲ့တော့ငါဘာလဲပါလဲဟေးဟောရပြီဘယ်သူကပန်းလဲ ကိုမင်းပန်းတင်းကဒီပေါ်တရားလေးခင်ဗျ ငါဘာယူရမလဲ တိုင်းကပန်းမရမယ် ဒီပန်းဝါ2000 မရအောင်တော့ မရဘူးလား ဟို6တယ်မြောက်လုံးဆောင်ကျောင်းမှာကြည့်ကြည့်အဲ့ဒါလည်းတိုင်း โอเคမယူတော့မယူတော့ဟဲ့တော့ဗျဖတ်သူဟေးဆွဲပါကောပါ啊，罗马话那当然我们有点没有啊，那当然了，那当然的，那当没了。ဘယ်ဟုတ်ကဲ့တိုင်းလောက်ယူရမယ်အောင် ကိုဘိုးကြီးဘယ်လိုလဲတာ ရောက်တယ်ရောက်တယ် ကိုဘိုးကြီးอ่ะ ကျွန်တော်တယောက်တည်းဟုတ် အော်ခဏလေးတွေပေးကြီး ဟာမလို့မလို့ မလုပ်လား ပြောရဟမ် ကဲဘိုးကြီးဆုံးဒိုလေးဆုံးဝါတော့အောက်ပိုင်းဘေးကြီးလောက်တဲ့တူတွေနော်စားဘက်ကယိုးတို့ကျွန်တော်လွင့်ပေးထားမယ်ဗျ ကဲရပြီကျွန်တော်အထုံးကိုကြီးတော့ဟောတော့အောင်ပါ ဒိုလေးဆုံးဝါတော့အောက်ပိုင်းကိုဘိုးကြီးဆုံးစားဘက်ယိုးတို့ alors kham kham ချလာတော့ဘာဖြစ်မှမဟုတ်လဲကျွန်တော်ယော်ပေးမယ်
ဟိုကပြောကျက်ပြန်ပွဲဗျဆက်တွင်ထားတယ်နော် ကိုချက်ပြင်ပြ6တောင်း6တောင်းရှင်းမပါဘူး ရဲမုံ 3တောင်း1တောင်းပဲ ကဲလက်ဝမ်းမှာ 6တောင်း6တောင်းဟာစားပိတ်ကောင်းနေဟာဝါဝါကဲကျေးဘလို့ရှိလဲကျေးဘလို့ရှိလဲဒီဘက်2000ရှိတယ်ရပြီယူပြီရေးတာ ဟာတပည့်ရမင်းလာကြည့် ဟော10သိန်းတောင်ရှုံးတာ ဘယ်တော့မှမသိတယ်ဘယ်ကောင်းလဲဒီဘက်ကဆောက်ဒီဘက်ကဒိုရီယာဆောက်လားအောက်ပါဟမ်ကဲ2 1မှာ သိန်း6 သိန်းထပ်ပို့ပေးမယ်တဲ့အခုနိုင်တာပါโอเคပါကိုကြီးမေးပါလေဗျာအောင်မကြားဝေးတယ်ပြင်ဘက်မှာဝေးတယ်ပြင်ဘက်မှာဝေးရွယ် ကြားတယ်ဝေးပါ2 1ပါပဲဗျဝါးမှာမို့ပြင်ဘက်မှာလို့ကိုဘာကြီး KB တွေပဲထည့်ထားလိုက်တော့နော်ကဲ3 1ပါဗျ2 1မဲလားအမက2 1မဲလားအမမလားလေဘောကြီးအမတ်2 1ပါဗျ3 1ပါဗျနော်ဘေးကြီးလုပ်တဲ့လူတွေမရှိရင်ကျွန်တော်ဒီပွဲနားထားလိုက်မယ်နော်ဘေးကြီးလုပ်တဲ့လူတွေတယောက်မှမရှိကြဘူးလို့ထင်တယ်အမတ်ကလည်းပြတ်သွားပြီဆိုတော့ဟဲ့Bye bye.